အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာစိုက်ကောင်နဲ့မှာတိရစ္ဆာန်ဆေးကုဆရာဝန်ပါကျွန်တော်ဒီဗီဒီယိုထဲမှာပေါ့နော်ဒီ comment လေးတစ်ခုကိုကျွန်တော်ပြန်ဖြေပေးသွားချင်ပါတယ်ဒီ comment ထဲမှာဗာမေးထားလဲဆိုရင်ကာကွယ်ဆေးကိုဘယ်နှလတစ်ကြိမ်ထိုးပေးရမလဲဆရာတဲ့ကာကွယ်ဆေးထိုးပြီးရင်လဲအပြည့်အဝကာကွယ်နိုင်ပါလားဆိုရင်မှမေးထားရှိရပေါ့နော်ဒီ comment ထဲမှာကျတော့သူကမေးထားတာဘယ်ကာကွယ်ဆေးကိုပြောရလဲဘယ်တိရစ္ဆာန်အတွက်ကိုပြောရလဲဆိုတာလည်းမပါဘူးပေါ့နော်အဲကြတော့ကျွန်တော်ရေဘူးရပြန်ဖြေပေးပါမယ်ဒီအဖြေကဘယ်တိရစ္ဆာန်မဆိုဘယ်ဆေးမဆိုပေါ့နော်ရေဘူးရအားလုံးအတွက်မှန်ကန်နိုင်တဲ့အချက်လေးပေါ့နော်ကျွန်တော်စဉ်းစားလို့ရအောင်ကိုယ်တိုင်ဆန်းစစ်ကြည့်လို့ရအောင်ဆိုရင်မှခြုံပြီးတော့ဖြည့်ပေးသွားပါမယ်အဲကြတော့ဒီဗီဒီယိုကမွေးမြူရေးသမားရဲ့အတွက်ပဲမဟုတ်ဘူးပေါ့နော်ခွေးကြောင်လေးမွေးထားတဲ့သူအတွက်ဆိုရင်လည်းဒါဒီအသုံးတဲ့မယ်အရေးပါမယ်ဗီဒီယိုတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲကြတော့ကျွန်တော်ဗီဒီယိုပြည့်စုံကိုကျွန်တော် YouTube channel မှာတွားကြည့်ပေးစီချင်ပါတယ်ကျွန်တော် YouTube channel မှာဆိုရင်သူ့ကဏ္ဍအလိုက်ပေါ့နော်ဒီကျွမ်းနွားဆိုကျွမ်းနွားဝက်ဆိုဝက်ပေါ့နော်ကြက်ဆိုကြက်ဒီခွေးကြောင်ဆိုခွေးကြောင်ဒီလိုမျိုးအထွေထွေနဲ့ဆိုင်တဲ့ကျမ်းမာရေးဗုဒ္ဓဆိုရင်လည်းကျမ်းမာရေးဗုဒ္ဓတက်စီ playlist ထဲမှာခွဲပြီးမှကျွန်တော်ထည့်ပေးထားပါတယ်ကျွန်တော် channel ကိုဘယ်လိုတွားရမလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ပထမဆုံး comment အောက်မှာပေါ့နော်ကျွန်တော်ရဲ့ YouTube channel link ကိုကျွန်တော်ထည့်ပေးထားပါမယ်ကျွန်တော် profile ကနေတစ်ဆင့်ဝင်ပြီးတော့မှလည်း profile တပ်ပုံအောက်မှာ YouTube နဲ့ Facebook link ကိုလည်းကျွန်တော်ချပေးထားပါတယ် YouTube နဲ့ Facebook ကိုတွားတဲ့အသေးစိတ်လမ်းညွှန်ဗီဒီယိုကိုလည်းထိတ်ဆုံးပင်ခံထားတဲ့ဗီဒီယိုတုံးပုံမှာတင်ပေးထားပါတယ်YouTube channel မှာတွားကြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော် YouTube account ခုတော့လိုရပေါ့နော်အဲ့ဒါလည်းမခက်ပါဘူးအခု TikTok ဖွင့်တယ်လို့ပဲကျွန်တော် Gmail account တစ်ခုရှိရင် YouTube လည်းဖွင့်လို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်အဲကြတော့ကျွန်တော်ဒီမိခွန်းကိုစိုက်မှဖြည့်ပေးရမယ်ဆိုရင်ကာကွယ်ဆေးဆိုတာဘာလဲပေါ့နော်ကာကွယ်ဆေးဆိုတာကျွန်တော်တို့ပိုးကိုထည့်ပေးလိုက်တာပါပဲပေါ့နော်ဒီကာကွယ်ဆေးကြောင့်လည်းကျွန်တော်ဗီဒီယိုတစ်ခုမှာကျွန်တော်ပြောထားရှိပါတယ်ပေါ့နော်ယောဂမဖြစ်စေတဲ့ပိုးကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုထည့်ပေးလိုက်တယ်ခန္ဓာကိုယ်ထဲကခုခံတဲ့စနစ်ကဒီရဲ့ပိုးကအစ်စ်ဝင်လာရင်ဘယ်လိုတိုက်ရမလဲဆိုတာကိုကြိုတင်လေ့ကျင့်ပေးထားတဲ့သဘောပဲပေါ့နော်ဒီတော့ကျွန်တော်တို့ကာကွယ်ဆေးတွေကိုဘယ်နှလတစ်ကြိမ်ထိုးရမလဲစသဖြင့်မေးရရှိရပေါ့နော်များတော့အပြင်ငယ်တုံးဆိုရင်စပြီးမှထိုးတဲ့အချိန်ဆိုရင်ကျွန်တော်တို့ဒါကာကွယ်ဆေးကိုနှစ်ပတ်ချားရင်တစ်ကြိမ်ဒါမှမဟုတ်ရင်တစ်လချားတစ်ကြိမ်အဲ့လိုထိုးပြီးတော့ booster ဆိုရင်မှကျွန်တော်တို့ပြန်လိုက်ပြီးထိုးပေးရမျိုးရှိပါတယ်ဒါကလည်းကျွန်တော်ငယ်တုန်းပထမဆုံးစထိုးတဲ့အချိန်ပေါ့နော်အဲ့မှာကျွန်တော်2ကြိမ်ဒါမှမဟုတ်3ကြိမ်လောက်ကိုကျွန်တော်စထိုးရပေါ့နော်ပထမဆုံးထိုးတဲ့အချိန်ပြီးသွားရင်ကျွန်တော်တို့ဒါ6လတစ်ကြိမ်လိုက်ရတဲ့ကာကွယ်ဆေးရှိရယ်တစ်နှစ်တစ်ကြိမ်လိုက်ရတဲ့ကာကွယ်ဆေးရှိမယ်3နှစ်တစ်ကြိမ်လိုက်ရမယ့်ကာကွယ်ဆေးရှိမယ်ပေါ့နော်ဒါကကာကွယ်ဆေးမျိုးစားထုတ်တဲ့ကုမ္ပဏီမှာမူတည်မှာကျွန်တော်တို့ဒီဆေးရဲ့အညွှန်းထဲမှာရေးထားရှိပြီးသားပေါ့နော်ကျွန်တော်ဝက်မွေးမြူရေးတို့ဒီကြက်မွေးမြူရေးကာကွယ်ဆေးမှာဆိုရင်တော့ကျွန်တော်6လတစ်ကြိမ်လိုက်တာရှိမယ်ကျွန်တော်တို့ကြက်မွေးမြူရေးဆိုရင်လည်းကာကွယ်ဆေးအမျိုးအစားလိုက်ပေါ့နော်ကျွန်တော်တို့ဒီတစ်လောက်တစ်ကြိမ်ဒီတစ်ပတ်ဆိုရင်ဘာဆေးဒီပတ်ဆိုရင်ဘာဆေးဆက်ပြန်ကာကွယ်ဆေးတွေကသူ့ရဲ့အချိန်စရာနဲ့တူရက်နဲ့တူကိုအလှည့်ကျကို rotate လုပ်နေလှည့်နေတာပေါ့နော်အဲ့ကြောင့်ကာကွယ်ဆေးအများကြီးထိုးရတာတော့ကျွန်တော်ကြက်မှာတော့အများဆုံးထိုးရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဝက်တို့လာမယ်ပြီးရင်နွားဆိုရင်ကျွန်တော်တစ်နှစ်တစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးရှိမယ်ခွေးကြောင်ဆိုရင်လည်းကျွန်တော်တစ်နှစ်တစ်ကြိမ်ဒါမျိုးထိုးရမယ်ရှိမယ်3နှစ်တစ်ကြိမ်ထိုးရတဲ့ဆေးမျိုးတွေလည်းရှိရပေါ့နော်ကျွန်တော်တို့ဒါကတော့ညွန်ကြားတဲ့အတိုင်းဒါမှမဟုတ်နောက်တစ်ခုကကျွန်တော်ဒီယောဂဖြစ်နေတဲ့အခြေအနေပေါ့မူတည်မှာပေါ့နော်ယောဂအရန်ဆိုးဝါးဖြစ်နေတဲ့ဒီနယ်မြေဒီ data ဒီနိုင်ငံမှာဒီယောဂကအဖြစ်များတယ်စတော့ဆိုရင်ကျွန်တော်တို့ဒီပိုကြီးမှာအကျိန်စိတ်ပေးရတယ်ပေါ့နော်နောက်တစ်မေးခွန်းတစ်ခုကိုကျွန်တော်ဖြေပေးရမယ်ဆိုရင်ကာကွယ်ဆေးထိုးပြင်ပြည့်ဝကာကွယ်နိုင်လားဆိုတဲ့မေးခွန်းဒီအရင်အရေးကြီးပါတယ်ပေါ့နော်အဲ့အတွက်ကိုကျွန်တော်3ချက်ပထမတစ်ချက်အနေနဲ့ကကျွန်တော်တိရစ္ဆာန်လေးကျန်းမာရေးကောင်းသလားပေါ့နော်ဒီအထိုးခံမဲ့တိရစ္ဆာန်လေးဒီကိုခံအားကောင်းရမယ်ဖျားနာနေရမျိုးမရှိအောင်ကျန်းမာရေးကောင်းမယ်ပြီးရင်သူဒီတခြားကပ်ပါဖို့တို့ဘာလို့ဆွဲရမျိုးရှိလားကိုခံအားရော့နေစေတဲ့သူ stress တွေနော် stress ဆိုတော့ကျွန်တော်စိတ်ဖိစီးမှုပေါ့နော်ပြီးရင်တို့မပျော်ရွှင်ဘူးတိရစ္ဆာန်မှလည်းတို့ခံစားချက်နေပေါ့ဒါမျိုးတွေရှိသလားပေါ့နော်အဲ့အမျိုးတွေအားစတို့နေရထိုင်ရတက်တောင့်တက်တာဖြစ်လားပူလွန်းလားအေးလွန်းလား
ကြက်လွန်းလားကျင်းလွန်းလားစတဲ့ stress တွေအပေါ်အများကြီးလဲမူတည်ရပေါ့နော်အဲကြတော့ကျွန်တော်တို့ဒီတရိတ်ဆန်နေပြီကျမ်းမာဖို့လိုတယ်ယောဂကင်းရှင်းနေဖို့လိုတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင်ဒီကာကွယ်ဆေးကိုနိုင်ကပဲကျွန်တော်ထိမ့်သိမ့်တဲ့ပုံစံရေခဲဆေးဆိုရင်ရေခဲနဲ့တခြားထိမ့်သိမ့်လားကိုလက်ထဲမှာဘလောက်ပဲကောင်းကောင်းထိမ့်သိမ့်တယ်ဆိုကျွန်တော်တို့ရောင်းတဲ့သူစီမှာကောင်းကောင်းထိမ့်သိမ့်တယ်လားသူတို့ဝယ်လာတဲ့ကုမ္ပဏီကနေဆိုင်ကိုလာတဲ့လမ်းမှာရောရေခဲနဲ့တခြားထည့်လားအပူချိန်အရန်ကြတာမျိုးရှိတယ်လားဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီအေးသက်ပေးတဲ့ကာလဒီတမတ်သေးရှိနေနိုင်မှုရင်းကြီးကိုကဆိုင်မှာတခြားထိမ့်သိမ့်ထားပါရည်တဲ့ကျွန်တော်တို့ခြံကိုဝယ်လာတဲ့လမ်းမှာနေရန်ပူလို့ရေခဲပုံးနဲ့မထည့်ဘူးရေခဲပုံးနဲ့ထည့်တော့ရေခဲတွေအကုန်အရေးပျော်ရတယ်အဲ့လိုမျိုးအရေးပျော်ရတဲ့အချိန်မှာဆိုရင်ဒီဆေးတွေအာနိသင်တွေညော့နေတဲ့ဒီအရေးတက်တွေတခြားမထိမ့်သိမ့်နိုင်ရင်အာနိသင်တွေညော့နေတာမျိုးဖြစ်တတ်ပါတယ်ပေါ့နော်ဒီဆေးကိုနိုင်ကမထိုးခင်လဲကျွန်တော်တို့တက်တန်းရှိသေးလားဘယ်နေ့ကုန်မလဲတက်တန်းကုန်တဲ့ဆေးတွေဆိုရင်ကျွန်တော်တို့ထိုးရင်လဲအချင်းကြီးပဲပေါ့နော်ဘာမှအကျိုးအာနိသင်ရမှာမဟုတ်ဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီဆေးတွေကိုဖော်ဆက်ပြီးသွားရင်တချို့ကြတော့ဆေးအရင်အခဲလေးလာပေါ့နော်အဲ့လိုမျိုးဖော်ဆက်ပြီးသွားရင်ကျွန်တော်တို့24နိုင်တွင်ထိုးရမျိုးရှိမယ်ဘယ်နှနိုင်တွင်ထိုးရမယ်ဆိုတာမျိုးရှိမယ်ဒါမျိုးမဟုတ်ဘဲနဲ့ဒီအညွန်တိုင်းမလုပ်ဘဲနဲ့တခါဖော်ဆက်ပြီးသွားပြီဒါပေမဲ့ကိုယ့်စီမှာရှိတာဒီဝက်လေးတစ်ကောင်နှစ်ကောင်စသဖြင့်ရှိပြီမယ်ဆေးရလာတာ10ကောင်စာအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကြံတဲ့နှစ်တွေအတွက်မှပြန်ထိုးမယ်ဒါမှမဟုတ်ရက်ချိုင်းမှာတခြားအကောင်တွေကိုတွားထိုးမယ်စသဖြင့်လုပ်တယ်ဆိုရင်လည်းကာကွယ်ဆေးရဲ့အာနိသင်ကညော့နေတော့မှပြေဝကာကွယ်မှုရနိုင်မှာမဟုတ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နောက်ဆုံးတစ်ချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ထိုးတဲ့ပုံစံနီးပေါ့နော်ဒီဆေးဒီအသားထဲထိုးရမှာလားအရေပြားအောက်လားများတော့ပြန်ကာကွယ်ဆေးတွေကအသားထဲထိုးရများပါတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲအတူလေးတုံးကြီးမှရေပြားအောက်ပဲရောက်တဲ့ဆေးမျိုးဖြစ်သွားခဲ့သည်ရှိတော့နောက်တစ်ခုကကြတော့ထိုးရမယ့်ပမာဏ 1cc လားဘယ်လောက် cc လဲပေါ့နော်ပမာဏကိုလည်းကျွန်တော်အပြေးအဝထိုးပေးနိုင်ဖို့အရေးကြီးပါတယ်ပြီးရင်ခုနကျွန်တော်ပြောခဲ့လိုမျိုးအကျိန်ကြီးနှစ်ပတ်တစ်ကြိမ်လားအသက်ကြီးလာရင်တော့6လတစ်ကြိမ်လားတစ်နှစ်တစ်ကြိမ်လား3နှစ်တစ်ကြိမ်လားစသဖြင့်ပေါ့နော်ဒါကဆေးအညွန့်မှာဖတ်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်မှာဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဆေးအမျိုးအစားပေါ်လည်းမူတည်ရပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုကြည့်ချင်အပြင်မိတ်ဆွေတို့ဒီကာကွယ်ဆေးကိုဘယ်လိုထိုးရမလဲဆိုတာကိုအကြံဖြင့်နားလည်တော့မယ်လို့ယုံကြည်ပါတယ်အဲကြောင့်ဒီဗီဒီယိုအမိတ်ဆွေတို့ကဘူးရရတယ်ဆိုရင် like and share လုပ်ပေးတော့ပါတကယ်လို့ကျွန်တော် channel ကို subscribe လုပ်ရတယ်ဆိုရင် subscribe လုပ်ပေးတော့ပါနောက်ထပ်တိလို့တဲ့မေးခွန်းရှိရင်လည်း YouTube channel ရဲ့ဗီဒီယိုတစ်ခုခုအောက်မှာ comment ရေးသားမေးမြန်းထားလို့